ဖះသုံးစုอ่ะအိုးဒီမှာပတံမကျက်အထက်လေးအဲ့နေရောကြည့်ပါဦးနော်โอเคချုပ်ထားတာတော်တော်လှတယ်မလက်လေးရောကြည့်ပါဦးလက်လေးရလဲဒီလိုမျိုးလေးโอเคလာနော်တနာရโอเคလှလိုက်တာမကြည့်ပါဦးနော်လက်လေးနဲ့ဒီလိုလက်ကြီးကိုလည်းအမပြောရဒီမှာဂျိုင်းဇက်ကလေးရှိနေမှာဒီလက်ကအဆင်ပြေတာเนาะဒါမဲ့ဆိုရင်လေဒီအုံကြီးဒီလိုစောင်းဖြတ်တဲ့အနေမှာဒီလိုမျိုးကြီးလှုပ်ထားလို့ရှင်ရင်ဆွဲထားတယ်လို့ဖြစ်မှာအင်ဂျီကိုလေအခုကတော့လှတယ်အဆင်ပြေတယ်ချောလဲချောတယ်ဘာမှတော့ပြောစရာမလိုမန္တလေးကโอเคဒီမှာလက်ကတစ်ဖက်နဲ့တစ်ဖက်ဟိုဘက်ဒီဘက်သူကလေသူ့ပုံစံကလေဒါဒီနားလောက်မှာပဲဖြတ်ထားတဲ့အတွက်ကြောင့်မလို့ဓာကြီးကိုတမီးတို့အောက်ကိုရှော့ဝယ်ဘာဖြစ်မလဲဆိုဒီနားဟာဒီနားမှာလေပွက်စီဖြစ်မှာသူကဒီလိုပခုံးနဲ့အမားတို့ကအရင်မချထားဘူးလေမချထားတဲ့အတွက်ကြောင့်သူကလက်ကဒီလိုမျိုးပဲဖြစ်နေမှာနော်အဲ့ဒါမှသူကလုံးဝဒီနားက short ထွက်နေရလေနော် okay good ရခိုင်ရ okay လှလိုက်တာကြည့်ပါဦးနော်ဘာမှတော့ပြောနေစရာမလိုဘူးကွယ်နော် okay go ကချင်ပြည်နယ်မြကြီးနားအမလေးအဲ့ကြောင့်လို့ဒီမှာကချင်စင်ပေါ့ဟုတ်လားလဲတကယ်မောတယ်နော်မရဘူးမကြည့်အောင်လက်လေးပြလိုက်ပါဦးလဲဟုတ်ပြီ okay လှလိုက်တာနော်လက်လေးတွေလည်းသူ့နေရာနဲ့သူဖြစ်ပလိမ့်စေနော်ဓာကြီးတွေလေအရန်ကြီးတွေလေယူတဲ့နေရာမှာလေဒါရှော့ယူလို့လည်းရသေးရဲ့နော်သိလားဒါဆိုထောင်းနဲ့နည်းနည်းကတ်နေရလေရှော့ယူလို့ရှိရင်လက်ကဒီလောက်ကလေးမှာဖြစ်မယ်နော် okay good ကြိုက်မရော okay ဒီမှာဒီဖဲပြားလေးအပေါ်နည်းနည်းဆွဲတင်ရမယ်နော်အဲ့လိုလေးဆွဲတင်ထားတော့မှာဘာဖြစ်လဲဆိုတော့ဖဲပြားဒီလိုလေးဖြစ်မှာလေနော်လှတယ် okay ဒီမှာဂျိုင်းဆက်လေးတွေလည်းအဆင်ပြေတယ်လက်သားကြီးလည်းမအစ်နေဘူး okay good ရနော် okay ဖဲပြားလေးနဲ့ off shoulder လေးနော်ဒီပေါ်မှာမလေးအဖက်ပြားတွေအများကြီးလုပ်လို့ရတယ်ဒါကအမ no bra မှာဒီပုံစံတင်တာဝက်တက်ကြလို့ရှိရင်နောက်ထပ်တစ်ပုံပြန်ဖြစ်သွားလိမ့်မယ်မတူတစ်ခုနဲ့တစ်ခုနဲ့ရလေနော်အဲ့ဒါကကြတော့ဒီအပေါ်လေးနည်းနည်းရောက်တယ်ဒီပေါ်ရောက်တဲ့ဥစ္စာကိုမှဟိုအပေါ်မှာလေးအဖက်ပြားကြီးတွေတို့အတွန့်နေတို့ကိုကြိုက်တယ်လို့မျိုးသုံးလို့ရတယ်ဒီအပေါ်မှာလေနော်အများကြီးသုံးလို့ရတယ်ဒါကနောက်ပြီးအောက်သိမ့်မကြဘူးဝက်တက်ရောက်ရင်တော့အောက်ကျသွားတာတဖြည်းဖြည်းနဲ့လေနော်ဒီပုံစံကိုလည်းမှတ်ထားရမယ်ဒီကအပေါ်မှာဒီလောက်ဖြတ်လို့ရှိရင်သမီးတို့ရဲ့ဒီနားမှာ point တစ်ခုပြန်လုပ်ပေးရသေးရဲ့လေနော်နောက်ရင်အုံခွက်ကိုလည်းအပေါ်ရအောင်မထည့်ရအောင်အောက်နားကိုနည်းနည်းရှော့ရတယ်နော်အောက်နားရှော့တော့မှဒီနားကြီးကမပွားမှာအခုကနည်းနည်းလေးအပေါ်တက်နေတယ်လို့တော့ဖြစ်တယ်ဒါပေမဲ့လှတယ် okay မန္တလေးကမန္တလေးသူရှိလာပြီနော်ဒီမှာမန္တလေးသူရှိလာပြီမန္တလေးမှာတချို့ဟိုဟာ comment တွေမှာဟိုနေချုပ်ချင်တဲ့သူတွေတို့ပါတော့လေနော်လှနေရောဒီမှာကြောတေးတက်လှပလက်ကလေးရစား okay go okay အနီရောင်လေးနဲ့လှပါလားเนาะဒါလေးအပေါ်နည်းနည်းတင် okay လှတယ်ချစ်စရာနော်အိုးလှလိုက်တယ်ဘလို့နေလဲဝတ်တာကြက်နေလားကြက် okay လက်လေးပြလိုက်ပါလှတယ် go okay မဖဲပြားလေးရောလက်ဘင်းရောအေးကြီးဖြစ်နေလားနေရဘလို့နေလဲအစင်ပြေတဲ့ချိုင်းသားတွေရောဘေးနှခမ်းလေးတွေရောချောလေးပဲ okay go okay ဖဲပြားလေးလည်းရတယ်ဂျိုင်းလည်းအေးကြီးမထွက်နေဘူးเนาะအစင်ပြေလှလိုက်တာမှကြည့်ပါအောင်ချစ်စရာလေးเนาะဒီကားလေဒီပိတ်စရဲလို့မှမဟုတ်ဘူးเนาะတခြားကိုဇာတွေနဲ့ပဲချုပ်ဘာတွေနဲ့ပဲချုပ်ကိုကြိုက်တယ်လို့ချုပ်လို့ရတယ်เนาะအမကတော့အခြေခံကြတဲ့ဟာလောက်ကိုပဲသင်ပေးတာဒီမှာမှနိုးဘရာဆိုတော့မတော့ပိတ်စတွေနဲ့ပဲချုပ်ကြတာများတယ်လေအဲအကြောင်းမလို့နောက်ကိုယ့်ဘက်ကိုဇာနဲ့ပဲချုပ်ဘာနဲ့ပဲချုပ်ဒီလိုအပြတ်ချုပ်ရတဲ့နဲ့ဒီလိုနီးယူရတယ်เนาะ okay